အရှင်မင်းသားခွင့်လွှတ်တော်မူပါအရှင်မင်းသားတည်ဆုံးသွားပြီလို့သတင်းမှာကြားလိုက်ရလို့အရှင်မင်းသားရဲ့အမိန့်တစိတ်ပြားကိုမဟာမိတ်စစ်တပ်တွေကိုစုစည်းဖို့အတွက်သုံးခဲ့ရတာပါငါကိုတော့မတည်မန်းတည်ရက်နဲ့မင်းကငါရဲ့အမိန့်တစိတ်ပြားကိုသုံးပြီးစစ်တပ်ကိုမြို့ပြင်စီထွက်ခိုင်းခဲ့တာပေါ့လေငါကိုတော့ကဒီအတိုင်းအယုံလွယ်မယ်ထင်နေတာလားဒါတွေအကုန်လုံးကငါကိုတော့ကိုလောက်ကြံဖို့ဆင်ထားတဲ့ထောင်ချောက်ပဲစူးယွန်းမင်းကအခန်းထဲမောင်းဝင်လာတာကစလို့မြေကမ်းဘေးမှာဆုံတွေ့ခဲ့တာရောအခုအမိန့်တစိတ်ပြားပျောက်ဆုံးသွားတာအထိအကုန်လုံးကမင်းတေချာအကွက်ဆင်ထားတဲ့အစီအစဉ်မဟုတ်ဘူးလို့ဘသူကအမခံနိုင်မှာလဲအရှင်မင်းသားကျမတကယ်ဘာမှမသိပါဘူးရှင်အိမ်ကခိုးထွက်ပြေးတုန်းကဆေးစာအုပ်နှစ်အုပ်ပဲယူလာခဲ့တာပါအဲ့ဒီအမိန့်တစိတ်ပြားပျောက်သွားတာကိုကျမမသိပါဘူးပန်းပွဲတော်တုန်းကလူအများကြီးရှိမှအရှင်မင်းသားကိုယ်တိုင်ပေးခဲ့တာဆိုတော့တယောက်ယောက်ကခိုးယူသွားတာဖြစ်မှာပေါ့မင်းရဲ့စင်ကြေတွေကိုငါစိတ်မရှိတော့ဘူးမင်းမမှန်မကန်ပြောနေသမျှတော့ငါစီကအစိတ်ပြေစေရမှာမဟုတ်ဘူးလို့အေးဆက်စွာပြောလိုက်ပါတယ်ထိုစဉ်နောက်အိမ်ထဲမှာစားလောင်နေသောဝန်ကလွေကြီးဟာရုတ်တရက်တန်ကြိုးကိုယုံဖြတ်လိုက်ပြီးစူးယွန်းစီတို့အရှိန်လွန်စွာခုံအုပ်တိုက်ခိုက်လိုက်ပါတော့တယ်အမှန်လေးကဲကြပါဦးလို့အော်ဟစ်လိုက်စဉ်မင်းသားကြီးရဲ့ရန်ချင်းကစူးယွန်းကိုအမြန်နှမ်းဆွဲကရင်ခွင်ထဲတိုက်ဖက်လိုက်ပြီးသူ့၏လက်မောင်းဖြင့်ကာကွယ်ပေးလိုက်ပါတယ်စူးယွန်းမှာဘေးကင်းသွားတော့လဲကြောက်လန့်လွန်း၍မင်းသားကြီး၏ရင်ခွင်ထဲ၌ငိုကြွေးပါတော့တယ်အရှင်မင်းသားကတကယ်ကိုကျေးဇူးမသိတတ်တဲ့သူပဲအရှင်မင်းသားကိုမြစ်ထဲကနေကယ်ခဲ့တာနော်အိမ်တော်ကနေလွတ်မြောက်ပြီးအေးအေးဆေးဆေးဘဝလေးထူထောင်ခြင်းလို့ထွက်လာတာကိုဘာလို့ကျမကိုအစိတ်လဲခက်အခုကျတော့ဝင်ပလွေနဲ့ကြိုက်ခိုင်းရတာလဲကျမဘာများပြစ်လုံးမိလို့လဲရှင်ကဲပါထားတော့သွေးတွေထွက်နေပြီမဟုတ်လားဆေးသွားထည့်ရအောင်အရှင်မင်းသားကဒဏ်ရာရသွားတာပါနော်ကျမကဘာမှမဖြစ်ပါဘူးအရှင်မင်းသားဒဏ်ရာတွေလဲဆေးထည့်ပေးပြီးဆိုတော့အစိတ်ပြေဆေးပေးပါတော့ရှင်မင်းသားကြီးကအိတ်ကက်ထဲမှာဆေးလုံးတစ်လုံးကိုထုတ်ပေးလိုက်ရာစူးရံကဆွဲယူပြီးချက်ချင်းတောက်လိုက်ပါတော့တယ်ဒါပေမဲ့မင်းသားကြီးကအေးဆက်ဆက်အတန်ဖြင့်မင်းရမ်းမဝမ်းတာနဲ့ဦးဒီဆေးကအစိတ်ကိုလုံးဝပျောက်ကင်းစေတာမဟုတ်ဘူးခုနှစ်ရက်စာပဲအစိတ်တက်တာကိုနောက်ဆုတ်ပေးထားတာမင်းလိုလိန်ညာတက်တဲ့မိမကိုငါကိုတော်ကအမြဲတမ်းထားရမယ်မဟုတ်လားစူးရမ်းမှာပါဇက်အဟောင်းသားဖြစ်သွားပြီးစိတ်ထဲမှာရဲရံခြင်းနင်းကတကယ်ကိုရက်ဆက်တဲ့မကောင်းဆိုးဝါးပြီးလိန်ကြီးပဲခုကျင်းဝါလိုက်ပါတော့တယ်စူးရမ်းမင်းပါလို့အင်ဂျီရေဆိုကြီးနဲ့ဒီအတိုင်းထိုင်နေရတာလေမြို့တော်စီပြန်ဖို့မင်းသားကြီးရဲ့အချွေရံတွေပြင်ဆင်ပြီးပြီမို့လို့သွားပြီးအဝတ်စားလဲလိုက်ပါစူးဆန်အိမ်တော်၌ရွေချင်းဟေဟာပန်းပွဲတော်တွင်စူးရမ်းထက်နမင်မကြီးခဲ့သည့်အပြင်စူးရမ်းပျောက်ဆုံးသွားသည့်ကိစ္စကြောင့်သခင်ကြီး၏ပြင်းထန်သောစုပူမှုကိုခံခဲ့ရပါတယ်ဖခင်ဖြစ်သူကချောင်းချင်းမှုသခင်မလေးသခင်မကြီးစုကမြို့ထဲကအဆောင်တွေကိုစူးရမ်းရဲ့ပုံတူကားချက်ပေးပြီးတိတ်ဆိတ်စွာရှာခိုင်းနေတာကိုတွေ့ခဲ့ရပါတယ်ရှင်စူးရမ်းအိမ်ကခိုးထွက်ပြေးသွားတာတေချာနေပါပြီဒါပေမဲ့စူးဆန်အိမ်တော်ရဲ့တိတ်ခါကြမှာစိုးလို့အပြင်ကိုသတင်းမပေါက်ကြအောင်ဖုံးဖိထားကြတာပါအော်စူးရမ်းကအိမ်ကနေခိုးထွက်ပြေးတာပေါ့လေဒါဆိုရင်ငါဒီခွင့်ရေးကိုအမိအယယူရမှာပေါ့ဟိုကိုအခန်းထဲ၌အကျဉ်းချထားပြီးမိခင်ဖြစ်သူကိုပါတွေ့ဆုံခွင့်မပေးခဲ့ပါဘူးချောင်းချင်းမူကအကျဉ်းချခံထားရသောအခန်းထဲတွင်စူးယွန်းနင်ငါ့ကိုခဲအိုကြီးရှိမှအဆက်ကွဲအောင်လုပ်ခဲ့တယ်နင်ပြန်လာတဲ့နေ့ကျရင်ငါခံခဲ့ရတဲ့အဆက်ကွဲမှုတွေထက်အစတရပိုပြီးပြန်ပေးဆက်စေရမယ်မနက်စောစောမှာပဲချောင်းချင်းမူဟာမြို့တော်မှအထက်တန်းစားမင်းကလေးအတော်များများကိုခေါ်ဆောင်ကစူးဆန်အိမ်တော်တို့အလဲအပတ်အဖြစ်ရောက်လာခဲ့ပါတယ်မမီရွေချင်းဟဲ့စူးယွန်းလေးမနေ့ကပန်းပွဲတော်အပြီးမှာဖျားနာသွားတယ်လို့ကြားလို့ပါရှင်အဆင်ပြေရင်အပြင်ကမင်းကလေးတွေနဲ့အတူစူးယွန်းရဲ့အခန်းစီသွားပြီးလူမမာသွားမေးခြင်းလို့ပါစူးယွန်းကအေးမိပြီးအိပ်ရာထဲလဲနေတာပါသူများတွေကိုကူးဆက်မှာစိုးလို့အခန်းထဲဝင်ကြည့်ဖို့မသင့်တော်ပါဘူးရှင်အဲ့ခန်းမှာပဲရေနွေးချမ်းတောက်ကြပါအိုးမမရွေချင်းဟဲကဘာလို့ဒီလောက်တောင်စူးယွန်းအခန်းစီမသွားခိုင်းရတာလဲစူးယွန်းကအိမ်မှာမရှိဘဲယောက်ျားတစ်ယောက်နဲ့ခိုးပြေးသွားလို့သတင်းတွေဖုံးဖိနေတာများလားမိမပြိုချောင်းစကားကိုစင်စင်ချင်းချင်းပြောပါမိန်းကလေးတစ်ယောက်ရဲ့တိတ်ခါကိုဒီလိုလွယ်လွယ်နဲ့မပုတ်ခတ်ပါနဲ့မမရွေချင်းဟဲမတားပါနဲ့တော့စူးယွန်းတကယ်အခန်းထဲမှာရှိမရှိအခုတကားဖွင့်ကြည့်လိုက်ရင်ဖြေပေါ်သွားမှာပဲမဟုတ်လား